ဒီလာတွေသက်ရှိတွေနဲ့လောကလူတွေဘယ်လိုအစာပြုအဆုံးတော့ဘယ်လိုရှိမယ်ပိုင်ဆိုင်တာတွေအလုံးစုံတစ်ချိန်မှဆွန့်ခွာသွားရမယ်ဆိုဘယ်စီကိုရောက်ကြမယ်အပြေရှာမလွယ်လောကရဲ့လူတွေအားလုံးလောကရဲ့အချိန်တန်ရင်အိမ်အပြန်လန်းခီးဘယ်စီမှမသိခဲ့လေတော့အနေစာတရားရဲ့အနာယူဆိုမမှုအောင်မှာစင်ကြင်စရာအမှန်တရားတို့လာရှာမယ်ရှိမယ်ထင်တာလေးတွေတစ်ဖက်သက်ဆိုလဲနှုတ်စိတ်ဝန်ခံနေရခြင်းထက်တရားကိုမှန်ကိုရှာရမယ်ပိုင်ဆိုင်သူဟာရှိမယ်အလိုလျောက်သဘောတော်ဖြည့်ပြတ်မလာဘူးဒါကြောင့်လဲအချွေးမရှိအဖြေကိုလိုချင်တယ်တင်ရှင်ယေရှုဖျားဤယုံကြည်သူတွေ့ရှိနေသောနောက်ထွားကလေးနဲ့အထီးအကျွေးမရှိအနေစာသာကိုအချိန်တန်ရင်အိမ်ပြန်လာရောက်ပို့လေပြီလောကရဲ့လူတွေချိန်တန်ရင်အိမ်အပြန်လန်းခီးဘယ်စီမှမသိခဲ့လေတော့အနေစာတရားရဲ့အနာယူဆိုမမှုအောင်မှာအချိန်တန်ရင်အိမ်ပြန်လာလေစောင်းနေမယ်အချိန်တန်ရင်အိမ်ပြန်လာလေme